မင်္ဂလာပါလင်းလက်သားရဲ့မာမေးစပေါ့ကနေပြန်လည်ကြိုလိုက်ပါခင်ဗျာယနေ့73ရက်6လ2026ရက်နေ့အတွက်နောက်ဆုံးရဘောလုံးပွဲသတင်းတွေကိုကျွန်တော်တော်ပင်မောပြန်ဖယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့2026 Asian အသင်း3နှစ်ဖြစ်တဲ့ American ကနေဒါနဲ့ Mexico တို့3နိုင်ငံမှာကနေဒါသင်းဟာဖွင့်ပွဲမှာတေးတစ်မှတ်လိုက်ခဲ့ပြီးတော့ကျန်တဲ့2သင်းကပွဲစဉ်မှာအနိုင်3မှတ်ကိုဖီရရှိခဲ့ပြီးတော့နောက်တစ်ဖက်တက်ရောက်ဖို့အတွက်အနည်းဆုံးတစ်မှတ်သာလိုတော့ကြောင်းနဲ့သိရတယ်ခင်ဗျာဒါပေမဲ့ကနေဒါကတော့လက်ကျန်2ပွဲမှာအနိုင်ရရှိဖို့အတွက်လိုအပ်နေပြီဖြစ်တယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အင်္ဂလန်အသင်းရဲ့နီးပြသောမတ်တီချယ်ကအသက်23နှစ်အရွယ်သာရှိသေးတယ် Forest အသင်းနဲ့အင်္ဂလန်လေအသင်းရဲ့ကွင်းလယ်အန်နာဖန်ကိုလက်ရှိအချိန်မှာမြန်မာတဲ့ပြောင်းရွှေ့ကြီးနဲ့ကန်လန်းခံနေရပေမဲ့လည်းမိမိကိုယ်ကိုနှိမ့်ချနေထိုင်ဖို့အတွက်တိုက်တွန်းခဲ့ကြောင်းသိရတယ်ခင်ဗျာဒီကမ္ဘာသမားလေးကလက်ရှိအချိန်မှာမက်ဖီဒီအသင်းအသေးအံလိုအပ်နေတဲ့ကွင်းလယ်ကမ္ဘာသမားဖြစ်တဲ့ညီမက်ဖီဒီအသင်းကဒီကမ္ဘာသမားကိုပြောင်းရွှေ့ကြီးပေါင်တန်း120အထိကန်လန်းခဲ့ပေမဲ့ Forest အသင်းကပယ်ချခဲ့ပြီးတော့ Forest အသင်းကပေါင်တန်း130အထက်ကိုလိုချင်နေကြောင်းသိရတယ်ဒါကြောင့်မို့ဒီအချိန်မှာသူချယ်ကအန်နာဖန်အနေနဲ့ဘယ်အသင်းကိုပဲရောက်သူ့အနေနဲ့ကမ္ဘာသမားအဖြစ်ပဲရှိနေမှာဖြစ်ပြီးတော့ကျောင်းရွှေကြီးဘလောက်ပဲဖြစ်ဖြစ်ဘယ်အသင်းကိုပဲရောက်ဒီအသင်းသာတောင်းသွားမယ်ကမ္ဘာသမားတယောက်ဖြစ်တာရှိနေမယ်ဒါကြောင့်မလို့သူ့အနေနဲ့နေချာနေထိုင်မှုအတွက်တိုက်တွန်းပြဖို့ကြောင်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဂါနာအသင်းရဲ့ကွင်းလယ်ကမ္ဘာသမားသောမတ်ပါတီကကနေဒါနိုင်ငံရဲ့ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခဲ့ရတဲ့အတွက်ဖွင့်ပွဲစဉ်ကိုလွှဲချော်မှာဖြစ်ကြောင်းသိရတယ်ခင်ဗျာအသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီဘီလာရီရဲ့အသင်းနဲ့ဂါနာအသင်းတို့ရဲ့အားထားရတဲ့ကွင်းလယ်ကမ္ဘာသမားသောမတ်ပါတီကပြီးခဲ့တဲ့2022ကနေ2024ခုနှစ်အတွင်းမှာပွားခဲ့တဲ့ဒီအမျိုးသမီး၄ဦးကိုဘလက်ကာယာပြည်ချင်းမှုကြောင့်တရားရင်ဆိုင်ခဲ့ရတယ်ဒီအမှုကိုသူကမကျူးလွန်ဘူးလို့ရင်းဆိုထားပေမဲ့လည်းဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီနှစ်အတွင်းမှာအမိန့်ချမှာဖြစ်တယ်အခုလိုအမိန့်မချသေးခင်မှာကနေဒါနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့နေပြီးတော့ဒီကမ္ဘာသမားကိုဒီကိစ္စတွေအတွက်ပြည်ဝင်ပိတ်ပင်ခဲ့တယ်ဒါကြောင့်မလို့သူ့အနေနဲ့ဂါနာသိန်းအဖွင့်ပွဲစဉ်ကိုကနေဒါမှာရှင်မန်ကဟာဖြစ်တဲ့အကြောင်းပြောချင်မှာဖြစ်ကြောင်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပြီးခဲ့တဲ့စနေနေ့ကအင်္ဂလန်သင်းလေ့ကျင့်ဖို့အခြေစိုက်နေတဲ့ Kansas City မြို့ရဲ့ဒီလေ့ကျင့်ကွင်းမှာအင်္ဂလန်သင်းရဲ့လေ့ကျင့်ပစ္စည်းတွေခိုးခံခဲ့ရကြောင်းသိရတယ်ခင်ဗျာပြီးခဲ့တဲ့စနေနေ့ကဒီအင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA အင်္ဂလန်သင်းကမ္ဘာသမားတွေမရောက်မှာအင်္ဂလန်သင်းအခြေစိုက်လေ့ကျင့်တဲ့ဒီ Kansas City မြို့ကလေ့ကျင့်ပစ္စည်းဘောလုံးဖက်နှက်စားတဲ့ဒီလေ့ကျင့်ပစ္စည်းအစုံတွေကိုခိုးထားပြီးသားဖြစ်တယ်ဒါပေမဲ့လည်းအင်္ဂလန်ကမ္ဘာသမားတွေရောက်တဲ့အချိန်မှာဒီပစ္စည်းတွေကခိုးခံထားကြောင်းတွေ့ရှိရတဲ့အတွက်အင်္ဂလန်အသင်းတာဝန်ရှိသူတွေကဒီ Kansas City ရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့ကြောင်းသိရတယ်ဒါကြောင့်မလို့ Kansas City ရဲတပ်ဖွဲ့ကဒီစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတော့အခုချိန်မှာတန်ရရှိတဲ့ရဲခံ2ယောက်ကိုတော့ဖမ်းဆီးထားကြောင်းသိရတယ်ခင်ဗျာအခုလိုမျိုးဒီအင်္ဂလန်အသင်းလေ့ကျင့်ပစ္စည်းတွေခိုးခံပြီးတော့ဒီစုံစမ်းစစ်ဆေးမှုတွေလည်းခံရတဲ့အတွက်အင်္ဂလန်အသင်းအနေနဲ့လေ့ကျင့်ရေးတွေနှောင့်နှေးမှုတွေရှိနေကြောင်းလည်းသုံးသပ်မှုတွေရှိနေတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်ဒီနေ့အတွက်သတင်းတွေကဒီလောက်ပါပဲကျွန်တော်တို့မာမေးစပေါ့နေပြီးတော့ဘောလုံးဝဲသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပြီမာမေးစပေါ့ Facebook TikTok နဲ့ YouTube စတဲ့ social media တွေမှာစောင့်မျှော်ကြည့်နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်